မင်္ဂလာပါဒီတစ်ခေါက်မှာတော့မန္တလေးတိုင်းဒေသကြီးအတွင်းကကြီးကျယ်တဲ့နက်ကင်မှုကြီးအကြောင်းကိုတင်ဆက်ပေးပါမယ်ကျွန်ုပ်စာရေးသူ9နှစ်ကျော်6နှစ်သားအရွယ်ခန့်ကဖြစ်ပါတယ်ထိုစဉ်ကကျွန်ုပ်မိဘများဟာမြန်မာနွားမအုပ်အကောင်340ကိုထိန်းချောင်းပြီးနွားနို့ညစ်ကာရောင်းချခြင်းဖြင့်တစ်နှစ်လျင်တစ်ကြိမ်ခန့်နေရာပြောင်းရွှေ့စကြက်တစ်ရှာဖွေကာသွာလာနေထိုင်ကြရပါတယ်ဥပမာမိုးဦးကြတွင်မိသွေးဖုတ်ကျေးရွာမှာ6လခန့်ထိန်းချောင်းနေထိုင်ပြီးကြံ6လကိုလယ်မြရိတ်သိမ်းပြီးဖြစ်တဲ့မန္တလေးတိုင်းဒေသကြီးပသိမ်ကြီးမြို့နယ်အိုင်ကြီးကျေးရွာမှာပြောင်းရွှေ့နေထိုင်ကြပါတယ်။ဒီဖြစ်ရန်ဆန်းကမိသွေးဖုတ်ကျေးရွာတွင်နေထိုင်စဉ်ကာလအတွင်းအသေးချာဖြစ်ပွားခဲ့တာပါ။မိသွေးဖုတ်ကျေးရွာကလေးဟာနှစ်စဉ်တပေါင်းလမြင့်နေ့ကနေလပြည့်ကျော်10ရက်နေ့အထိစီကားတိုက်မြိုက်စွာကျင်းပမြဲဖြစ်တဲ့အနော်ရထာမင်းမြတ်ရဲ့မိဖုရားမောရှမ်းသူစောမွန်လှတီထားကိုးကွယ်တော်မူခဲ့တဲ့ရွှေစာရန်ဖျားရွှေစာရန်ရွာနဲ့ဒုထဝရီမြစ်ချားလျက်မျက်နှာချင်းဆိုင်မှာတည်ရှိနေပါတယ်။ကျွန်ုပ်ကောင်းစွာမှတ်မိနေပါသေးတယ်။အထက်ကတင်ပြခဲ့သလိုပြောင်းရွှေ့နေထိုင်နေဆိုရမှာကျွန်ုပ်တို့မိသားစုစုလည်းမဟုတ်ပါ။နွားအုပ်9အုပ်6အုပ်မိသားစု9စု6စုခန့်စုပေါင်းကနွားချံများကာရင်၍၎င်းတဲများထိုး၍၎င်းမနီမိုး၏နေထိုင်ကြခြင်းဖြစ်ပါတယ်။အဲ့လိုနေထိုင်ကြသည်မှာမိသွေးဖုတ်ရွာရဲ့အရှိတ်ကြောက်ကုန်းတွင်းကျဲကျဲဝယုံတောဆက်တွင်ဖြစ်ပါတယ်။ကျွန်ုပ်တို့မိသားစုနဲ့အခြားမိသားစုများနေထိုင်ရာတဲကလေးများရဲ့အလဲကျွန်ုပ်နဲ့ရွယ်တူကလေးများစော်ကစားနေကြကစားကွင်းနေရာကနေအရှိတောင်ရွံ့ရွံ့ကိုမျှော်ကြည့်လိုက်ရင်ညွန့်ညွန့်မှန်မှန်နဲ့မဲမဲမှောင်လျက်ရှိတဲ့မြလိတ်တောင်ကြီးကိုအတားအဆီးမရှိထီထီကြီးတွေ့မြင်နိုင်ပါတယ်။ဒီတောင်တော်နဲ့ဒီနယ်ကိုပိုင်ဆိုးတဲ့နတ်ကမောင်ထွန်းတင်နန်းလို့အမည်ရပြီးထူးခြားတာကလူကြီးနတ်မဟုတ်ပဲကလေးနတ်ဖြစ်ကအစိမ့်သေးသေးပြီးနတ်ဖြစ်ခြင်းလည်းမဟုတ်ပါပဲတောတောင်ထဲမှာအရှင်ပြောက်ပြောက်လျက်နတ်ဖြစ်ရခြင်းဖြစ်တယ်လို့အဆိုရှိပါတယ်ကလေးနတ်ဖြစ်တာကြောင့်တိခန့်ခြင်းတရားအလွန်နှဲပါတယ်အခြားကြီးကျယ်တဲ့အပြစ်မဆိုထားနဲ့တစ်တူအားခုံဆွဲခြင်းရုံရင်ကြမ်းတမ်းစွာဆဲဆူခြင်းအပေါ့မတ်တက်ရက်ပြီးစွန့်မိတယ်ဆိုရင်တော့နက်ကင်နတ်ဖန်းစားခြင်းများပြုလုပ်လိရှိပါတယ်အကင်ခံရသူမှာလှိတ်နေအောင်အပြင်းဖျားကငှက်ပြောပွဲအုံးပွဲနဲ့ပြန်လဲတောင်းပန်တဲ့အခါကျမှကြည်ýတော်မူပါတယ်ကလေးနတ်ပင်ဖြင်းလင်ကစားစိကရက်အတော်ကြိုက်ဟန်တူပါတယ်ကြော်ပွဲမှာမပါမဖြစ်အရာကတော့စိကရက်ပဲဖြစ်ပါတယ်နက်ကင်ခံရခြင်းဖြစ်ရင်နက်ကတော်ကိုပြေးပြီးပြင်ရတယ်နက်ကတော်ကမိသွေးဖုတ်ရွာသူမဟုတ်ပါတစ်ဖက်ကန်းရွှေစာရန်ရွာသူဖြစ်ပြီးအမိမာဖွာလာဝင်းလို့မှတ်မိနေပါတယ်အเจ้าရှိလို့ကြော်ပွဲပေးခြင်းနတ်တင်ခြင်းတောင်းပန်တဲ့အခမ်းအနားရှိရင်နက်ကတော်နဲ့အင်ရှင်လူကြီးတွေကကြော်ပွဲအားရိုးသေးစွာကင်မြောက်ပြီးကျမ်းမာပါစေကြောင်းချမ်းသာပါစေကြောင်းမောင်ထွန်းတင်နတ်အားဥစွာမေတ္တာပို့ရပါတယ်အဲ့နောက်ဘလို့အပြစ်ကျူးလွန်လို့နက်ကင်ခြင်းဖြစ်ပါတယ်လဲလို့ဝေဒနာခံစားနေရသူမိသားစုဝင်တဦးကမေးရပါတယ်။နတ်ဝင်တယ်မှတဆင့်ပြောကြတာကဘယ်နေ့ဘယ်အချိန်ဘယ်နားမှာအခုအိယာကမထနိုင်သူမောင်ဘသူဟာအပေါ့မတက်ဆွန့်လို့မတ်ဘသူဟာအိမ်မှာမွေးထားတဲ့ခွေးကိုညင်ညစ်ပတ်ပတ်ဆဲလို့စသဖြင့်အမလေးဗျာတိကျလိုက်သမှနဲ့နေ့ရက်အချိန်နေရာကျူးလွန်တဲ့ပြစ်မှုကိုကျူးလွန်သူကငင်းခွင့်မရှိစောတကတက်ခွင့်မရှိအောင်ပင်ဟုတ်တယ်မဟုတ်လားလို့နဂတော်ကမေးရင်ဟုတ်ကဲ့လို့အပြစ်ကျူးလွန်သူအားလုံးလူမိတဲ့မျက်နှာဆက်ဖြည်းဖြည်းနဲ့ဖြေကြရတာကြီးပဲဖြစ်ပါတယ်တော်သေးတာပေါ့ခလေးနဲ့ပီပီလင်ယူသားမွေးကိစ္စလစ်လူရှူထားပြီလို့ကျွန်ုပ်တို့နွားမအုပ်ထိန်းချောင်းတဲ့အဖွဲ့တွေကဦးမြတ်ထွေးရဲ့ဇနီးဒေါ်တော်ဆိုသူမိမကြီးကမကြာခဏနက်ကင်ခံရတတ်ပါတယ်၎င်းရဲ့အမှုအချက်မှာမိမတန်မဲ့အပေါ့မတ်တက်ဆွန်ခြင်းလုံချင်ရင်ရှားနဲ့ဟင်းရွက်ခူးခြင်းထမင်းအိုးငှဲ့ခြင်းတွေကိုနတ်မကြိုက်ဘူးဆိုတာကိုသိလျက်နဲ့အချိန်ချင်းအခါခါမေးလျော့ကျူးလွန်တတ်ပါတယ်ကျူးလွန်တိုင်းလဲမောင်ထွန်းတင်နတ်ကခွင့်လွတ်တယ်လို့မရှိဒီတစ်ခါတော့ခွင့်လွတ်မယ်ဆိုပြီးလည်းမရှိအချိန်နေရာဒီတာမကထမင်းရင်ရှားနဲ့ထမင်းအိုးငှဲ့တယ်လीနေတော်ဝင်သွားလို့မှောင်စပြုတ်နေပြီဒါတွေမကမိဖို့နားမှာအိတ်နေတဲ့ခွေးပိန်မလေးကိုလည်းမိမို့တဲ့ဝလုံးနဲ့နှစ်ချက်ဆင့်ရိုက်ပြီးညစ်တိညစ်ပတ်ဆဲသေးတယ်မဟုတ်လားတဲ့အဲ့ရတာကြည့်တော့မသိရင်သူများအချိန်ပြည့်စောင့်ကြည့်နေသလားထင်ရတယ်အဲ့ဒီဒေါ်တော်ဆိုသူမိမကြောင့်မကြာခဏငှက်ပြောသီးနဲ့မုံများစားရတာကိုကျွန်ုပ်တို့ကလေးတိုက်ကတော့သဘောကျကျေးဇူးတင်ရပါတယ်ကွယ်လွန်သူကျွန်ုပ်ရဲ့ဖခင်ကြီးမောင်ထေးဟာအရှို့အနောက်ဝါသနာပါပြီးအကြည်စားတန်သူဖြစ်တာကြောင့်တခုသောနွားကြောင်ရက်တရက်မှာမောင်ထွန်းတင်နတ်စင်ရှိရာမြလိတ်တောင်တော်သို့မှန်းမြော်ပြီးကဲမောင်ထွန်းတင်ရေအကိုကြီးညကအေးအေးပြက်လို့အကိုကြီးနွားတွေကိုကူချောင်းပေးပါအောင်လို့ဆိုကနောက်အကြောင်းတိုက်ဆိုင်လို့နတ်တင်မွဲတစ်ခုမှာမောင်ထွန်းတင်နတ်ကစက်မိဆက်ရာအဖြစ်မိတ်ပါတယ်ခမရတို့အဖွဲ့တွေကမောင်ထေးဆိုတဲ့လူအတော်မကောင်းတာပဲဟ
ဟိုတလောကသူအေးပြက်လို့ဆိုပြီးကျုပ်ကိုသူ့နွားတွေကူချောင်းခိုင်းတယ်သူကတော့အိတ်လိုက်တာသိုးလို့သူ့နွားတွေကလည်းစိုးလိုက်တာဗျာငိမ့်ငိမ့်မစားကြဘူးဟိုဘက်ရောက်လိုက်ဒီဘက်သွားလိုက်နဲ့ထိန်းရတာဖက်ဖက်ကိုမောရောလို့ဆိုပါတယ်အဲ့ဒီခါတယောက်ကဒါဖြင့်ဘာဖြစ်လို့ကြောင်းပေးရသတုံးကိုကကိုအေးနေလဲပြီးတဲ့ဥစ္စာလို့ပြောလိုက်တော့အေးနေလဲရတာပေါ့ဗျာဒါမဲ့ဟိုတလောကအဲ့ဒီလူကကျုံနဲ့စင်ကိုရောက်လာပြီဟာမောင်ထွန်းတင်မင်းနဲ့ကလည်းရောင်ကြီးပွင့်နေပါလားကွာတို့လိုဘိုကေနဲ့ဆိုရင်ဘလောက်များလှလိုက်မလဲလို့ပြောသွားတာအဲ့ဒါကိုသဘောကျလို့ကြောင်းပေးရတာပေါ့ဗျာလို့ဆိုပါတဲ့ဗျာကျွန်တော်လည်းတွေးမိတယ်နတ်တော်တော်များများဟာအမြောက်ကြိုက်ဟန်တူကြတယ်နော်မောင်ထွန်းတင်နဲ့ပတ်သက်ပြီးပြောစရာတွေကြံပါသေးတယ်လူရင်းမရောက်မှဆိုတာကြောင့်ခြံလှက်ခဲ့ပြရစီအဓိကဖြစ်ပျက်ပုံကတော့ဒီလိုပါနွားထိန်ကျောင်းသူတွေရဲ့ပုံမှန်နေ့စဉ်လုပ်ငန်းဟာမနက်စောစောနွားနှုတ်ညင်ရရှိလာတဲ့နွားနှုတ်တွေကိုတန်ပုံးကြီးအတွင်းကိုထည့်ဒုထဝရီမြစ်ကိုလှေနဲ့ကူးပြီးရွှေဆိုင်ရန်ဖျားကုန်းပေါ်မှာရက်ဆောင်နေတဲ့ဒစည်းရဲသောချက်ပလက်ကားကြီးနဲ့တင်ပြီးမန်းလေးမြို့ကိုပို့အဲ့ဒီကိစ္စပြီးရင်တန်ပုံးကြီးကိုပြောင်းနေအောင်ဆေးကြောပြီးမိသားစုအတွက်လိုအပ်တဲ့ဟင်းချက်စရာစစ်လိမ့်မိချစ်နဲ့ကလေးတွေအတွက်စားစရာများပါမချမ်းအဲ့ဒီတန်ပုံးကြီးအတွင်းထဲသွင်းယူဆောင်လာသည်မှာနေ့စဉ်လုပ်ရတဲ့တောင်းတစ်ခုလိုဖြစ်နေတယ်ကျွန်တော်တို့ကလေးတွေလည်းဖခင်ဖြစ်သူကိုစောင့်မျှော်ကရောက်လာတယ်ဆိုတာနဲ့တန်ပုံးကြီးတွေမှွေနှောက်ပြီးပါလာတဲ့မုံတွေကိုရှာဖွေစားတော့ကြတာကလည်းနေ့စဉ်ပြုနေကြအမှုတစ်ခုလိုဖြစ်နေတယ်အဲ့ဒီနေ့ကကျွန်တော်တို့နွားမထိန်းကျောင်းတဲ့မိသားစုတွေကယောက်ျားသားတွေရန်ဖန်ရန်ကအပြင်းပြေဖဲကစားလေးရှိပါတယ်ကစားကြရမှာဥအာလူဆိုသူကကဲမောင်ထွန်းတင်ရင်အကိုကြီးဖဲနိုင်အောင်မဆာဆန်နိုင်ရင်မင်းအတွက်ပစိုးတဝင်းဆက်မယ်လို့ပြောပြီးကစားရာငွေများအားလုံးဥအာလူတယောက်တည်းစုပြုံပြီးအနိုင်ရရှိသွားလေတယ်အဲ့နောက်ဂတိပေးထားတဲ့အတိုင်းမောင်ထွန်းတင်အတွက်ပစိုးတဝင်းဝယ်ပြီးတန်မုံကြီးအတွင်ထဲသွင်းကယူဆောင်လာခဲ့ရာဥအာလူရဲ့သားကျွန်ုပ်နဲ့ရွယ်တူငတောင်းဆိုသူကပုံအတွင်းကမုံရှာရင်၎င်းပစိုးအားတွေ့မြင်ရာနတ်ဆက်ရန်ဝယ်လာသည်ကိုမသိရှာပဲပစိုးကကလေးရွယ်ဝတ်ဆိုတော့ဟေးဒါငါဖို့နေမှာကွာဆိုပြီးပစိုးကလေးအားဖြန့်ပြီးသူ့ကိုယ်မှာကတ်ကြည့်လိုက်ပါတယ်အဲ့နောက်ပစိုးအားပုံအတွင်းပြန်ထည့်လိုက်ပြီးပါလာတဲ့မုံတွေကိုစားတော့ကပျော်ရွှင်စွာကစားလျက်ညရောက်တဲ့အခါအသီးသီးအိပ်ယာဝင်ခဲ့ကြပါတယ်နောက်နေ့နက်လင်းအားကြီးအချိန်မှာငတောင်းတို့စီကငတောင်းရင်ငိုတန်းခွေးဟောင်တန်းအော်ဟစ်ပြောဆိုနေကြတဲ့လူကြီးတွေရဲ့အတန်မျိုးစုံကြောင့်တစ်ဖွဲ့သားလုံးကြံလူကြီးကလေးများပါစုယုံနဲ့ဝုန်းနိုင်ကျဲရောက်ရှိသွားကြတယ်မြင်ရတဲ့မြင်ကွင်းကငတောင်းကအိပ်ယာပေါ်မှာစူညံစွာအော်ဟစ်ငိုယိုလျက်လူကြီးချို့ကငတောင်းရဲ့ခြေထောက်ညာဘက်ကိုကင်တွယ်ကြည့်ရှုပြီးအံ့ဩခြင်းကြီးစွာနဲ့တယောက်တစ်ပေါက်ထင်ရမြင်ရပြောဆိုနေကြတယ်ငတောင်းရဲ့ခြေထောက်ခြေချောင်းတွေအားလုံးမွေးရပါအနေအထားနဲ့ပုံမှန်ဖြစ်တော်လဲပေါင်ထိတ်နဲ့ခြေသလုံးအပေါ်ပိုင်းမှာရှိနေတဲ့တကောက်ခွက်ကအောက်မှာရှိနေပြီးဂုံညင်းတို့ကအပေါ်မှာရှိနေရမှာအခုကအဲ့လိုမဟုတ်တော့ပဲပေါင်ခြေသလုံးခြေချောင်းအားလုံးမွေးရပါအတိုင်းပကတိတို့ပေမဲ့ထူးခြားတာကတကောက်ခွက်ကအပေါ်ကိုရောက်နေပြီးဂုံညင်းတို့ကအောက်ဘက်ကိုရောက်နေပါတယ်ဒီလိုဖြစ်ပျက်ကြောင့်ကျွန်တော်ရဲ့ကစားပေါ်မောင်ငတောင်းလမ်းလျှောက်လို့မရတော့တာကြောင့်ခြေဆင်းပြီးအော်ဟစ်ငိုယိုနေတာကိုထိတ်လန့်စွာတွေးရှိလိုက်ရပါတော့တယ်အဲ့ဒါနဲ့နိုင်ဝက်လောက်ကြာတဲ့အခါကျွန်တော်တို့အဖွဲ့တွေကအသက်အကြီးဆုံးအဖွဲ့ကောင်းဆောင်ဦးဖုံးငွေကကဲဒီတိုင်းကြည့်နေလို့တော့မဖြစ်ဘူးဒီကိစ္စကအတော်ထူးဆန်းနေထူးဆန်းမှတော့နက်ကင်တာဖြစ်ရမယ်ဟေးတယောက်လာစမ်းတွေးရလှင်နဲ့မြစ်ကိုအမြန်ကူနက်ကတော့ဖွာလှဝင်းကိုအပြေးသွားခေါ်အရေးကြီးတယ်လို့ပြောပြီးတပါးတဲ့အရခေါ်ခဲ့မကြမီအချိန်တွင်နတ်ဝင်တဲ့ရောက်ရှိလာပြီးကြော်ပွဲအမြန်ပြင်ဆင်ကပူဇော်ပသလိုက်တဲ့အခါနတ်ဝင်တဲ့ကိုမောင်ထွန်းတင်နက်ကဝင်ပါလိမ့်ပြီဒေါသအလွန်ထွက်နေတဲ့အတန်းနဲ့ဟင်းကျုပ်ကတော့ဖဲနိုင်ရင်ပစိုးတဝင်းဝယ်ဆက်မယ်ဆိုလို့နတ်ပညာတွေတုံးပြီးသူနိုင်အောင်လုပ်ပေးလိုက်တာဟိုလူကြီးဥအာလူအားလက်ညှိုးထိုးပြီးဝယ်တော့ဝယ်ပါရဲ့ဒါပေမဲ့သူ့သားကအရင်ဝှက်ပစ်တယ်အမှန်ကဝှက်ပစ်တာမဟုတ်ကက်ယုံကက်ကြည့်တာပါသူကလည်းနတ်ပလီမို့လို့ပိုပြောချင်းဖြစ်ပါတယ်အဲ့ဒါကြောင့်ဟိုကောင်ဒူးကောင်ကိုအထက်အောက်ပြောင်းပြန်ဖြစ်အောင်လုပ်ထားတာပစိုးအစ်စ်ဝယ်ဆိုင်ရင်ဆက်မဆက်လို့ကတော့ဘယ်ပုံပေကဲသို့ဘာတွေဖြစ်အောင်လုပ်ပြမယ်စသဖြင့်ပြောဆိုချိန်မောင်းလျက်ရှိနေရကာကန်ရှင်မပြတလဲနဲ့စိတ်ချပါဒီနေ့ပဲပစိုးတကွင်းဝယ်ပြီးစပ်ပါမယ်ကလေးအချင်းချင်းဒီကလေးကပုံငယ်လို့ခွင့်လွှတ်လိုက်ပါလို့အချိန်ချင်းတောင်းပန်တဲ့အခါမှာမောင်မင်းကြီးသားချီအေးတော်မူပြီးထွက်တော်မူပါတယ်အဲ့ဒီနေ့နက်ဥအာလူတယောက်ထုံးစံအတိုင်းမန်းလေးကိုနွားနို့သွားပို့ပြီးအပြန်မှာရခင်ပစိုးထက်ဈေးပို့ပေးရတဲ့ကလေးဝတ်ပစိုးတစ်ထည်ဝယ်အိမ်ကိုအမြန်ပြန်ရောက်ချင်းကြော်ပွဲကတိုက်ကြရိုက်ပြင်ပစိုးအစ်စ်တင်မကစီကရက်တပူးကိုပါအပူဆောင်မျက်နှာလုပ်ပြီးပူဇော်ပသလိုက်ပါတယ်အဲ့ဒါနဲ့
ညဘက်ရောက်လို့အိယာဝင်ပြီးနနက်အိယာမှာထားတဲ့အခါမောင်ကတောင်းရဲ့ခြေထောက်ဟာပုံမှန်အတိုင်းပြန်ဖြစ်သွားလို့ကျွန်ုပ်နဲ့အတူမြောက်ရှုံးအောင်ခုံပေါက်ဆော့ကစားနိုင်မှာတော့တယ်ခင်ဗျာဒီဖြစ်ရမှန်ဇလန်းကတော့စာရေးဆရာရင်ခွင်မောင်မောင်တင်ရေးသားထားခြင်းဖြစ်ပါတယ်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့တဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ